ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA တကယ်ပဲအာဂျီတီးနားအသင်းကိုပတ်လိုက်နေရလားဒီမေးခွန်းတော့ကျွန်တော်ပြန်လည်သုံးသပ်ပေးသွားမယ်လက်ရှိ2026ကမ္ဘာဖလားပြိုင်ပွဲကပြည်သက်တွေကြားမှာအာဂျီတီးနားအသင်းကိုအထူးသဖြင့်အီဂျစ်နဲ့ပွဲပြီးကလေးကလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအပြင်းထန်အငင်းပွားနေကြတဲ့ hot topic တွေကိုကျွန်တော် social စာမျက်နှာတွေထပ်မှာမြင်တွေ့ရမယ်2026ကမ္ဘာဖလားမှာ FIFA အာဂျီတီးနားကိုတကယ်ပဲအလေးပေးနေရတာဆိုတဲ့မေးခွန်းတွေကိုလည်းတွေ့မြင်ရမယ်ပြီးခဲ့တဲ့16သင်းအဆင့်အာဂျီတီးနားနဲ့အီဂျစ်တို့ပွဲစဉ်ပြီးမှအီဂျစ်နီးပြဟော်ဆန်ဟာဆန်ရဲ့ပွဲပြီးပြောစကား FIFA ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA ဟာမက်ဆီနဲ့အာဂျီတီးနားကိုပြိုင်ပွဲမှာဆက်ရှိစေခြင်းလို့အကွက်ဆင်ခဲ့တာဆိုတဲ့ပြင်းထန်တဲ့စွဲချက်တွေကြောင့်ဘောလုံးလောကမှာဝေဖန်တဲ့တွေကြောပြန်ဆူညံလာခဲ့တယ်ဒီချက်လက်တွေကိုကျွန်တော်အာဂျီတီးနားက FIFA ကိုပစ်လိုက်တယ်ဆိုတဲ့အမြင်နဲ့ကျွန်တော်ရဲ့အမြင်နဲ့မျက်တသုံးသပ်ကြည့်အောင်ပထမတစ်ခုကကျွန်တော်အာဂျီတီးနားအသင်းအလေးပေးခံရတယ်လို့ယူဆသူတွေရဲ့အမြင်ပေါ့သူတို့ရဲ့ဝေဖန်ချက်တွေပေါ့အာဂျီတီးနားအသင်းကို FIFA မျက်နှာသာပေးနေရလို့မြင်များသူတွေထောက်ပြတဲ့အဓိကအချက်တွေကကျွန်တော် VAR ရဲ့ဆုံးဖြတ်ချက်တွေပဲဖြစ်တယ်အဓိကချက်ကကျွန်တော်အီဂျစ်နဲ့ပွဲမှာအီဂျစ်ရဲ့သွင်းကိုတကူကိုလည်းကျွန်တော် VAR နဲ့ပယ်ဖျက်ခဲ့တယ်လို့ပွဲပြီးကန်ဒီအီဂျစ်အသင်းကမိုဟာမက်ဆာလက်ကိုဖောင်းမောပနတီရတင်တယ်လို့တောင်းဆိုမှုကိုလည်း VAR ပြန်မကြည့်ခဲ့တဲ့ဒိုင်ရဲ့လုပ်ရက်ကလည်းဝေဖန်စရာအချက်လက်ဖြစ်လာခဲ့ပါတယ်တချို့ပေတွေကလည်းစီးပွားရေးရှူရောင်းကနေကျွန်တော်လီယိုနယ်မက်ဆီတို့ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးicon ကစားသမားတယောက်ပြိုင်ပွဲမှာကမ္ဘာဖလားပြိုင်ပွဲမှာအရှိကြဆုံးရှိနေခြင်းကကျွန်တော် FIFA အတွက်စပွန်ဆာပြုကြည့်ရှုနှုန်းနဲ့ငွေကြေးအကျိုးအမြတ်အစမတန်ရရှိစေတာကြောင့် FIFA အနေနဲ့အာဂျီတီးနားကိုမထွက်စေချင်ဘူးဆိုတဲ့ theory လည်းပေါ်ထွက်လာခြင်းဖြစ်တယ်။ဒါကတော့အာဂျီတီးနားကို FIFA ပလိုက်တယ်လို့ထင်ကြတဲ့သူရဲ့အမြင်ပေါ့။စီးပွားရေးရှူတောင်းတွေရောကျွန်တော်တို့မက်ဆီကိုစထားရင်ဒီလိုပေါ့။ကျွန်တော်အမြင်ကတော့ကျွန်တော်တစ်ဖက်ကပြန်ကြည့်ရင်လည်းဘောလုံးပွဲတစ်ခုမှာကျွန်တော်ကွင်းလည်တိုင်းနဲ့ VAR ရဲ့ဆုံးဖြတ်ချက်အမားတွေကအာဂျီတီးနားနဲ့အီဂျစ်ပွဲမှာမဟုတ်တခြားသောအသင်းကြီးတွေနဲ့အသင်းငယ်တွေတွေ့တဲ့ပွဲစဉ်တိုင်းမှာဖြစ်ပျက်နေကြအရာတွေပဲဖြစ်တယ်။တကယ်တမ်းအီဂျစ်တို့ VAR ကြည့်ဖို့တောင်းဆိုခဲ့တဲ့အဲ့ဒီအလုံးကလည်းကျွန်တော်စာလက်ကငကိုတွေကဟန်ချက်ပြက်ပြီးတော့လဲကြချင်နေခဲ့တာပါ။ဒါကြောင့်အီဂျစ်နဲ့ပွဲမှာအာဂျီတီးနားအနိုင်ရခဲ့တာဟာကျွန်တော်ဒိုင်လူကြီးကြောင့်ကြီးပဲတော့မဟုတ်ဘဲနဲ့ပွဲကျွန်တော်ပွဲချိန်88မိနစ်အထိတူးသီးနဲ့ရှုံးနေတာကိုစိတ်ထဲမှာပြက်ဖဲနဲ့ကျွန်တော်မိနစ်ပိုင်းအတွင်း3ဂိုးစတိုက်ပြန်သွင်းနိုင်ခဲ့တဲ့အာဂျီတီးနားရဲ့ကျွန်တော်ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ကဘာအဆင့်ပါရမီရှိတဲ့ကစားသမားတွေကြောင့်တာဖြစ်ပါတယ်ကွာတာဖိုင်နယ်ဆွစ်ဇာလန်နဲ့ပွဲမှာလေကျွန်တော်တို့အမ်ဘိုလိုအနီကက်ထိပြီးတော့10ယောက်17ယောက်ကစားခဲ့ရတာကလေကျွန်တော်တို့အမ်ဘိုလိုကရှေ့မှာအဝါကက်ထိရပုံမေ့နေပုံရပါတယ်ဒါကြောင့်လဲကျွန်တော်တို့ဆွစ်ဇာလန်တို့10ယောက်17ယောက်ကစားခဲ့ရတာပါဒါပေမဲ့17ယောက်ဆိုရင်တော့ကျွန်တော်တို့အာဂျီတီးနားတို့စင်မီတက်ဖို့တော့လွယ်မယ်မထင်ဘူးဆွစ်ဇာလန်ကကျွန်တော်တို့အာဂျီတီးနားအသင်းကိုဒီလောက်ထိလုပ်ပြခဲ့တာပေါ့ကျွန်တော်တို့လေးစားတင်ပါတယ်ပြီးတော့မက်ဆီလိုကစားသမားမျိုးရှိနေခြင်းကလည်းကျွန်တော်တို့ FIFA အတွက်အကျိုးရှိတယ်ထင်တယ်ဆိုရင်တော့ဘယ်လိုပြောရမလဲသူတို့တွေးနေကြတဲ့အတွေးတွေပေါ့ဒါဆိုကျွန်တော်တို့ရိုနယ်ဒိုနေမာဟာလန်သူတို့ကိုလည်းကျွန်တော် FIFA ဆက်ထားမှာပေါ့ကျွန်တော်အမ်ဘာပေကရော FIFA ကြောင့်စင်မီရောက်နေတယ်လို့ရောကျွန်တော်ဘောလုံးပရိသတ်တွေထင်ကြလားအဓိကအရေးကြီးတာကမ္ဘာဖလားပဲမက်ဆီကမက်ဆီပဲတက်စီကျွန်တော်တို့လူတွေလိုက်ရောတိုင်းသူများတွေလိုက်ရောတိုင်းမရောမိပေါ့အရေးကြီးတယ်2022ကမ္ဘာဖလားတုန်းကလည်းဒီလိုဝေဖန်မှုတွေရှိခဲ့ပေမဲ့လည်းအာဂျီတီးနားပြိုင်ပွဲတစ်လျှောက်လုံးအကောင်းဆုံးကစားဟန်နဲ့ထိုက်တန်ချန်ပီယံဖြစ်ခဲ့တာဖြစ်လို့ကျွန်တော်အသင်းရဲ့ကြိုးစားအားထုတ်မှုကိုတော့ဒိုင်လူကြီးအကြောင်းပြချက်တစ်ခုတည်းနဲ့တော့ကျွန်တော်တို့ဖျောက်ဖျက်ပစ်လို့မရဘူးလို့ယူဆချင်ပါတယ်ဘောလုံးပွဲတွေမှာလည်း VAR ရဲ့ဆုံးဖြတ်ချက်တွေကကျွန်တော်အမြဲတမ်းညှင်းခုန်စရာဖြစ်နေဦးမှာပါဒါပေမဲ့တေးကြတာတစ်ခုကတော့အာဂျီတီးနားမှာကွင်းတွင်ပွဲရလက်ကိုအချိန်မြေပြောင်းလဲပြစ်နိုင်တဲ့မက်ဆီလိုကစားသမားမျိုးနဲ့အနိုင်မခံအရှုံးမပေးတဲ့တမ်မီလီလိုစိတ်သက်ရှိတဲ့အသင်းသားတွေကြောင့်အခုလိုဆီမီဖိုင်နယ်အထိကိုတက်လန်းနိုင်ခဲ့တာပဲဖြစ်ပါတယ် FIFA ရဲ့မျက်နှာသာပေးမှုရှိမရှိဆိုတာထက်အာဂျီတီးနားရဲ့ကွင်းတွင်ခြေစမ်းကသာသူတို့ဘယ်လောက်ထိခီးပေါင်မလဲဆိုတာကိုအဆုံးဖြတ်ပေးသွားမှာဖြစ်တယ်လို့ကျွန်တော်ကတော့ကောက်ချက်ချခြင်းနဲ့ဒါကြောင့်ရှေ့လာမယ့်ဆီမီဖိုင်နယ်အင်္ဂလန်အာဂျီတီးနားပွဲစဉ်မှာအာဂျီတီးနားတို့ကပဲဖိုင်နယ်တက်သွားမလားကမ္ဘာဖလားနဲ့ဝေးကွာနေတဲ့အင်္ဂလန်တို့ပဲဖိုင်နယ်တက်မလားဘိုးသွင်းပြီးရင်ဟာရီကိန်းနဲ့မက်ဆီကရောကျွန်တော်တို့ဘယ်သူကြံခဲ့မလဲနှစ်သင်းနဲ့တစ်သင်းကတော့ကျင်းတွေတက်မှာဖြစ်တယ်ဒါကြောင့်ပရိသတ်ကြီးတို့ရဲ့အာဂျီတီးနားနဲ့မက်ဆီဘယ်လောက်ထိခီးပေါအောင်မလဲဆိုတာကိုလည်းကျွန်တော်ကွန်မန့်မှာဆွေးနွေးသွားခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်